ပျောက်သွားရင်အလွယ်တကူပြန်ရှာလို့ရအောင် Find My ထည့်ထားပြီးမဲ့သူမပျောက်သွားတာကိုတော့ပြန်ရှာလို့ရမှာမဟုတ်ပါဘူးလွန်ခဲ့တဲ့အပတ်က Olo Smart Ring Lesson နဲ့ပတ်သက်ပြီးတော့တော်တော်လေးထိတွေ့ခွင့်ရခဲ့ပါတယ်စမ်းကြည့်နေရင်လည်းစိတ်လှုပ်ရှားဖို့လည်းတော်တော်လေးကောင်းတယ်လို့အတွေးတချို့လည်းရခဲ့ပါတယ်ကျွန်တော်တို့အနေနဲ့ Smart Ring တွေ Smart Watch တွေစတဲ့ wearable device တွေနဲ့ပတ်သက်ပြီးတော့ enthusiast တွေပို့ပြီးတော့ဖြစ်လာတာပါငွေကုန်ပေါက်ပေါ့ပြောရမယ်ဆိုရင် Smart Ring တွေထွက်တာက touch လောကမှာလူသိမ့်မသိပေမဲ့ကြားတော့ကြားနေပြီဗျသူ့ရှေ့မှာထွက်ခဲ့တဲ့ Aura Ring ဆိုရင်လွန်ခဲ့တဲ့10နှစ်လောက်ခရဲကဈေးကွက်ထဲမှာရောက်နေပြီးသားရဲ့Smart Ring တွေရဲ့အားသာချက်က24နာရီပတ်လုံး 24/7 လက်မှာပတ်ထားလို့ရတာပါပဲဘက်ထရီလိုက်အနေနဲ့က10ရက်လောက်အထိ standby ရမယ်တော်တော်လေးအဆင်ပြေတာက Smart Ring တွေကတာမန်လက်ဆွဲတကွန်းလိုပဲလက်မှာပေါ့ပေါ့ပါပါဝတ်ထားပြီးတော့လက်လေးတစ်ချောင်းနဲ့ social media platform ပေါ်မှာဟိုရွှေ့ဒီရွှေ့လမ်းသလားလို့ရတာပါပဲစားနေရင်လည်းဝတ်လို့ရတယ်အိတ်နေရင်ရေချိုးနေရင်ရေကူးနေရင်စသဖြင့်ပေါ့ပူပွလင်းလင်းပြောရရင်ဒီလက်ဆွဲနဲ့ပတ်သက်ပြီးချီးကျူးချင်တာတခုကတာမန်လက်ဆွဲတကွန်းလိုပဲပေါ့ပေါ့ပါပါလက်မှာဝတ်ထားလို့ရတယ်ကျွန်တော်အနေနဲ့ကလက်ဆွဲဆိုရင်တိတ်ဝတ်လေဝတ်ထားမရှိဘူးကျွန်တော်အခုဝတ်ထားတဲ့ site က site 30နည်းနည်းကြီးသွားတယ်ဒါကြောင့်မို့လို့လက်ကလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်လက်ကလေးမှာပြန်ပြီးဝတ်ကြည့်လိုက်မယ်ပွဲတီပဲဒါရွေးတော့ကနည်းနည်းလေး site နည်းနည်းကြီးသွားတဲ့အတွက်ကြောင့်မို့လို့လက်ကလေးနဲ့ပြန်ပြီးတော့ဝတ်လိုက်ရတာပေါ့ကိုလိုလိုလက်ကသိနေမယ်ဆိုရင်တော့ဒီ site 30ကနည်းနည်းကြီးနေလိမ့်မယ်site number အနေနဲ့က6ကနေ73အထိလာတယ်အရောင်အနေနဲ့က Gold Black Silver ဆိုပြီးတော့ color 3ရောင်ထွက်ထားတယ်သူ့ရဲ့အလေးချိန်က 2.9 gram 2.9 gram ရှိတဲ့အတွက်ကြောင့်မလို့လက်စွပ်ရဲ့ဘေးပတ်ပတ်လေးမှာဖောင်းဖောင်းလေးတော့သူကဖြစ်နေတယ်ပုံမှန်လက်စွပ်တစ်ကွင်းဝဲရတယ်လို့ပဲတော်တော်လေးတော့နီးစပ်မှုရှိပါတယ်အထင်ကြီးတရားကောင်းတာကဒီလောက်ပါတဲ့ဒီကွင်းလေးတွေကိုတက်နဲ့ပတ်သက်တဲ့စင်ဆာလိုမျိုး track လုပ်ပေးတဲ့နည်းပညာတွေအပြင်ဒီလောက်သေးတဲ့ဘက်ထရီသေးသေးလေးကိုဘယ်လိုနေရာမှာဘယ်လိုထည့်လဲဆိုတာပေါ့နော်အဲ့ဒါမေးခွန်းတစ်ခုအနေနဲ့မေးစရာလို့ပြောရပါလိမ့်မယ်ပြီးတော့ battery life က10ရက်ဆိုတော့ကျွတ်စင်ကြီးလို့ပြောရမှာပါဒါ Smart Ring နဲ့ချိတ်ဆက်ပြီးတော့သူ့ရဲ့အထဲမှာဆိုရင် heart rate measurement တိုင်းတာတွေဒါ sleep tracking လုပ်ပေးတာတွေကသူ့ရဲ့ idea use case လို့ပြောရမှာပါပျောက်သွားရင်အလွယ်တကူပြန်ရှာလို့ရအောင် Find My ထည့်ထားပြီးမဲ့သူမပျောက်သွားတာကိုတော့ပြန်ရှာလို့ရမှာမဟုတ်ပါဘူးလက်စွပ်ကိုအရင်ဆုံးလက်မှာဝတ်လိုက်မယ်ပြီးတော့ calorie burner တွေခြေလမ်းရည်အတွက်စုစုပေါင်းမိုင်းတိုင်းဘယ်လောက်ရှိသွားပြီဆိုတာတွေကိုသူ့ရဲ့ app ကနေဝင်စစ်ဆေးလို့ရပါတယ် Olo Smart Ring အနေနဲ့က Apple အတွက်ကော Android အတွက်ပါ support လုပ်ပေးထားတယ်။ခြုံပြောရမယ်ဆိုရင်ဒီလက်စွပ်က Smart Watch တစ်လုံးလိုမျိုး functionality ဖြစ်မယ် simplicity ဖြစ်မယ် wearable device တစ်ခုအနေနဲ့လက်စွပ်တစ်ကွန်းထပ်ပိုတဲ့လှုပ်ဆောင်နိုင်စွမ်းကိုသဘောကျနှစ်ချိုက်တဲ့သူတွေအတွက်အဆင်ပြေနိုင်ပါလိမ့်မယ်။